ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport A to Z ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဘောက်ဆင်တင်းမှာချန်ပီယံလိကစားရမယ့်ခြေစွမ်းနဲ့အနိုင်ယူပြခဲ့တဲ့တရနီတွေရဲ့နိုင်ပွဲကမမရရပြန်ပြောရမယ့်အချက်၅ချက်တရနီတွေရဲ့ပြင်းရည်စရာကစားသမားတွေခေါ်ယူမှုကအသင်းထဲမှာနောက်ထပ်10နှစ်လောက်ရှိနေလိမ့်မယ်လို့ပြောလိုက်တဲ့ဖာဒီနန်မာတင်နာရဲ့လက်ထိဘောကိုပနယ်တီမပေးခဲ့လို့ဝေဖန်ခံရတဲ့ဗီယာဂက်စမီရိုကိုအဟမ်းအသစ်မဲ့လူစားလဲခဲ့ရတဲ့အကြောင်းကိုရှင်းပြခဲ့တဲ့အမော်ရင်စားရဲ့အကြောင်းအရာများပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကဘောက်ဆင်တေးမှာနယူကာဆယ်အသင်းကိုအိမ်ကွင်းမှာခက်ခက်ခဲနိုင်ပွဲရယူနိုင်ခဲ့တာကြောင့်ဇယားအပေါ်ပိုင်းကအသင်းတွေကိုစောစောစီးစီးဖိအားတချို့ပေးနိုင်ခဲ့ပါတယ်။ဘတ်ထရီဒေါကူကတရနေ့တွေအတွက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပြီးနေပြအမော်ရင်ကပေးရခဲ့တဲ့လွတ်လွတ်လပ်လပ်ကစားခွင့်ရရှိထားရကနေဂိုးပါတက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူနိုက်တက်ကအစောပိုင်းကလေးကဂိုးရရှိခဲ့ရမှာဖြစ်ပြီးတော့ဂက်စမီရိုကတောင်းငယ်ဘောကနေကန်နေပေးလိုက်တဲ့ဘောလုံးကိုအဆုံးသတ်ခဲ့ပေမဲ့ဂိုးပေါက်မထည့်ခဲ့တာဖြစ်ပါတယ်။တရနေ့တွေကဆက်လက်ပြီးတော့ဒရက်ဆက်တိုက်စစ်ဆင်လာခဲ့ပြီးတော့ပထမပိုင်းအလယ်မှာဒေါကူကတောင်းငံဘောကနေဝတီမာရီရှင်းထုတ်လိုက်တဲ့ဘောလုံးကိုမြေမကြဘောကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။မိနစ်60မပြည့်ခင်မှာတော့ဘဂျမင်ရှက်ကိုရဲ့ကန်ချက်ကိုအာရွန်ရန်စတေးမကာကွယ်နိုင်ခဲ့ချိန်မှာဂိုးထပ်ရဖို့နေဆက်ခဲ့ပေမဲ့လည်းဘောလုံးကဂိုးပါတန်းပေါ်ကိုကျော်သွားခဲ့တာဖြစ်ပါတယ်။နယူကာဆယ်အသင်းကလည်းတိတ်မကြခင်မှာလိုဝက်စ်ဟောရဲ့25ခိုက်အကွာကအဝေးကန်ချက်ကဆန်နီလန်မတ်မပုတ်ထုတ်နိုင်ခဲ့ပေနဲ့ဂိုးပါတန်းကိုထိမှန်သွားခဲ့လို့သာခြေပါကိုမရရှိခဲ့တာဖြစ်ပါတယ်။အဲဒယ်တွေကပွဲချိန်ကြာလာတဲ့နဲ့အမျှအေရှင်နယ်ကိုဆက်လက်ဖိအားပေးနိုင်ခဲ့ပြီးအန်တိုနီဂိုရွန်ရဲ့ပနယ်တီအေရီယာတွေကအပိုင်ကန်ချက်ကဂိုးတိုင်ဘေးကိုဝိုင်းထွက်သွားခဲ့တာဖြစ်ပါတယ်။အဲဒီဟောင်းကယိုအန်ဝစ်စာဟာဗီဗန်စ်နဲ့ဂျိုလင်နန်တို့ကိုထည့်ပြီးတော့ခြေပါကိုတွေရဖို့အပြင်းထန်ကြိုးစားလာခဲ့ပြီးတော့ဒါလောက်ကမဲယူနိုက်တက်အတွက်ရွှေရောင်အခွင့်အရေးကိုလွဲချော်ခဲ့ပြန်တာဖြစ်ပါတယ်။ဒါလောက်ကနယူကာဆယ်အသင်းရဲ့ခံစစ်ကိုချိုးမဖောက်နိုင်ခဲ့ပေမဲ့လည်းသူ့ရဲ့ကန်ချက်ကဂိုးပါတန်းကိုကျော်သွားခဲ့ပြီးတော့ကွန်ညာရဲ့တဟုန်ထိုးပြေးလွှားပြီးတော့ကန်သွင်းယူမှုကလည်းဂိုးတိုင်ဘေးကိုဝိုင်းထွက်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမန်ချက်စတာယူနိုက်တက်အသင်းအတွက်သွင်းဂိုးတစ်ခုကအနိုင်ရဖို့လုံလောက်ခဲ့ပြီးအိုထရာဖို့ကပွဲစဉ်ကနေမမရရပြန်ပြောစရာအချက်၅ချက်ရှိခဲ့ပါတယ်။မန်ယူနိုက်တက်ကစားသမားဘောကပထမဆုံးကိုရခဲ့တဲ့ဒေါကူမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့တာ17လနီးပါးကြာခဲ့ပြီးနောက်ဘတ်ထရစ်ဒေါကူကနောက်ဆုံးမှာတော့သူ့ရဲ့မန်ယူနိုက်တက်ကစားသမားဘောကပထမဆုံးသွင်းကိုသွင်းယူနိုင်ခဲ့ပါတယ်။အရန်ကောင်းမွန်တဲ့ဂိုးလည်းဖြစ်ခဲ့ပြီးတော့ဒိမန်နောက်ခံလူကဝတီမာတီခေါင်းတိုက်ရှင်းထုတ်လိုက်တဲ့ဘောလုံးကိုပြေးလွှားပြီးတော့ဘဲဂျီနဲ့ဂိုးပဲဘက်ထောင်လေးကိုမြေမကြဘောအပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။လက်ချီကျဲပွင့်အောင်ဒေါကူကသူ့ရဲ့အဖွင့်ကိုသွင်းယူပြီးမှနောက်ထပ်ဂိုးသွင်းဖို့ကိုပဲအာယုံစိုက်ခဲ့ပြီးတော့ပထမပိုင်းပြီးဆုံးကန်ဒီမှာညာချီနဲ့အနေဘောကန်သွင်းပြီးတော့အာယွန်ရန်စတေးကိုစမ်းသပ်ခဲ့သေးတာဖြစ်ပါတယ်။ဒေါကူကတပွဲလုံးကိုနယူကာဆယ်ကွင်းဘက်ချမ်းမှာပဲအချိန်ကုန်ဆုံးခဲ့ပြီးတော့ဘဲကတိုက်လိုက်ညာကတိုက်လိုက်နဲ့တပွဲလုံးအဲတယ်ရီကိုဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။တရားဒီအစောပိုင်းတုန်းကရိုဘင်မော်ရင်ကသူ့အနေနဲ့ဒေါကူစီကနေမန်ယူနိုက်တက်ရှက်နဲ့အများကြီးပုံမပြတာမြင်နေတယ်လို့ပြောဆိုခဲ့ပြီးတော့လက်ရှိမှာတော့ဒိမတ်ကျဲဝင်းကအားလုံးမြင်အောင်ပြသလိုက်ပြီးဖြစ်ပါတယ်။ဖာနက်ဒက်ချိန်စာဆိုးချိုးဖြတ်နိုင်ခဲ့ခြင်းမန်ချက်စတာယူနိုက်တက်ကအက်စတန်ဗီလာနဲ့ပွဲမှာဘရူနိုဖာနက်ဒက်စ်ဒဏ်ရာကြောင့်မဖြစ်မနေလူစားလေးခံခဲ့ရတာကိုမြင်ခဲ့ရပြီးအရာကစိုးရိမ်စရာဖြစ်ခဲ့ပါတယ်။တရနေ့တွေကသူတို့ရဲ့အသင်းကောင်းဆောင်မပါဝင်ပဲကစားခဲ့တဲ့နောက်ဆုံးလီ9ပွဲမှာ6ပွဲရှုံးတပွဲတည်းရလက်တာရရှိခဲ့တာဖြစ်ပါတယ်။အမော်ရင်ကအသင်းကောင်းဆောင်မပါဝင်မှုအတွက်အများကြီးကြိုတင်ပြင်ဆင်ရမယ်ဆိုတာကိုသိပေမဲ့လည်းယူနိုက်တက်မှာရွေးချယ်စရာတွေရှိတယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။တကယ်တမ်းလည်းပထမပိုင်း45မိနစ်အထိလည်းအဓိကကစားသမားပျောက်ဆုံးနေတဲ့အသင်းကဘယ်အသင်းလဲဆိုတာပြောဖို့တောင်ခက်ခဲခဲ့တာဖြစ်ပါတယ်။တရနေ့တွေကပွဲပြီးကနေမှထိုင်ရန်မာလာစီယာလိုမျိုးဘရိတ်သက်တွေရဲ့မြင်ကွင်းကကာလာရှည်ပျောက်ကွယ်နေခဲ့တဲ့ကစားသမားကိုတောင်ရှာရှာပါပါဝင်ကစားခွင့်ပေးခဲ့ပြီးပြီးခဲ့တဲ့ရာသီ2ဂိုးကိုမရှိနဲ့ရှုံးနေခဲ့တဲ့နယူကာဆယ်ကို2ဂိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးတော့ဖာနန်ဒက်စ်ဂျိန်စာဆိုးချိုးဖြတ်နိုင်ခဲ့လို့ကြီးမားတဲ့အောင်ပွဲရခဲ့တာလို့ပဲပြောရမှာပါနယူကာဆယ်ကိုအန်အားသင့်စေခဲ့တဲ့ယူနိုက်တက်ရဲ့ခံစစ်၄ဦးကစားကွက်ပြောင်းမှုကိုတစ်ချိန်ပြီးတစ်ချိန်ညင်းပယ်ခဲ့ပြီးတဲ့နောက်ရိုဘင်မော်ရီယာအနည်းဆုံးတော့ပွဲအစမှာသူပုံမှန်3နေကြခံစစ်3ကစားကွက်ကိုစွန့်ပစ်ခဲ့ပုံပေါ်ခဲ့ပါတယ်ဘတ်ထရစ်ဒေါကူကဒါလော့ရဲ့အရှိကညာတော်မန်နေရာကိုရွှေ့ကစားခဲ့ပြီးတော့လူရှော့ကဘယ်နောက်ခံအိုင်တန်ဟေဗက်ကဘဟိုခံစစ်မှာလီဆန်ဒရိုမာတီနဲ့တွဲကစားခဲ့ပါတယ်ဒီလိုအပြောင်းလဲတွေလုပ်ခဲ့ရတာကလည်းမဖြစ်မနေလုပ်ဖို့လိုအပ်လို့လုပ်ခဲ့ရတာဖြစ်ပြီးတော့မက်စတာဝီနဲ့အာမတ်တို့နှစ်ဦးစလုံးအာဖရိကဘလောက်ကိုသွားကစားနေတာကြောင့်မန်ယူနိုက်တက်ရဲ့နောက်ခံတောင်ပန်ရွေးချယ်စရာတွေကနှစ်ခုကပျောက်ဆုံးနေကြတာဖြစ်ပါတယ်ဒေါကူကပုံမှန်ဆိုရင်အဲ့ဒီနေရာမှာအသုံးပြုခံခဲ့ရပေမဲ့လေနောက်တက်အာဖရိကဘလာသွားကစားတဲ့ဘရိုင်ယန်အမ်ဘူမိုမပါဝင်နိုင်မှုကြောင့်မကစားခဲ့တာဖြစ်ပါတယ်ဒီအပြောင်းလဲတွေကနယူကာဆယ်ကိုအန်အားသင့်စေခဲ့တာတော့ကျင်းသေးပါတယ်တရနေ့တွေကနောက်ထပ်ဘဟိုခံစစ်ကစားသမားဖြစ်လက်နေရဝင်မလာခင်ထိအသာစီးနဲ့ကစားနေကြတာဖြစ်ပြီးတော့ဂက်စမီရိုကိုထုတ်ပြီးတော့ပြင်သစ်နောက်ခံလူဝင်လာခဲ့တာဖြစ်ပါတယ်။ရိုကညာနောက်ခံလူနေရာကိုဝင်ကစားပြီးတော့ဒါလောက်ကတောင်ပန်နေရာကနေရှေ့ကိုတက်ကစားခဲ့ပါတယ်။ဖလက်ချာရဲ့အခိုက်အတန့်ပွဲမကန်ခင်မှာမန်ယူနိုက်တက်ပရိသတ်တို့ကဂျက်ဖလက်ချာပွဲထွက်ပါဝင်ကစားခွင့်ရနိုင်တယ်လို့ထင်မြင်ခဲ့ကြပါတယ်
ဆယ်ကျော်သက်ကျယ်ဝင်းကတနင်္ဂနွေနေ့ကသူ့ရဲ့ပရီးမီးယားလိပွဲဥထွက်ကိုရရှိခဲ့ပြီးတော့ Fernandes ဒဏ်ရာရနေတာကြောင့်နျူကာဆယ်နယ်ပွဲမှာပွဲထွက်ခွင့်ရဖို့အခွင့်အရေးကောင်းရှိခဲ့ပေမဲ့လည်းအရန်ကုန်ကနေသာစတင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းဒုတိယပိုင်းအစမှာမေဆန်မလူသားလေးခံခဲ့ရတာကလူငယ်ကျယ်ဝင်းအတွက်အခွင့်အရေးပေးခံရဖို့ဖြစ်လာခဲ့ပါတယ်။ဒါက Fletcher အနေနဲ့ဒိုက်စစ်ကိုပုံမလိုက်ပါတဲ့နေရာနဲ့စတင်ရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ခဲ့ပြီးတော့လူငယ်ကျယ်ဝင်းကတခြားကစားသမားတွေလည်းလူသားလေးခံခဲ့ရတာကြောင့်ကွင်းလန်နဲ့ဒိုက်စစ်ကိုအလိုက်တင်ကစားပေးခဲ့ရပါတယ်။ Fletcher ရဲ့အမွာထိုင်လာကလည်းအရန်ခုံမှာတခြားလူငယ်ကစားသမားတွေနဲ့အတူရှိနေခဲ့ပြီးတော့ပွဲပြီးကနေ88မိနစ်မှာတော့လူသားဝင်ကစားခွင့်ရခဲ့ပါတယ်။Man United ကအဲ့ဒီအချိန်မှာအင်အားအပြည့်မရှိတော့တာဖြစ်နိုင်ပေမဲ့လည်းအနာဂတ်ကစတင်ပြီးတောက်ပနေတဲ့ပုံတော့ပေါ်ခဲ့ပါတယ်။လက်စားချင်နိုင်ခဲ့တဲ့ Man United မနေ့ကဒီအချိန်မှာ Man United ဟာ Ruben Amorim ရဲ့နီးပြဘွားအစောပိုင်းကာလအဆိုးရွားဆုံးပထမပိုင်းစွမ်းဆောင်ရည်တွေကတခုကိုပြသခဲ့ပါတယ်။တရားနေတွေကနျူကာဆယ်ကိုပထမပိုင်းမိနစ်20အတွင်းမှာပဲ2ဂိုးထိပေးခဲ့ရပြီးပထမပိုင်းမပြီးဆုံးခင်မှာပဲအမော်ရင်ကစာသီးကိုခက်ပြက်ပြက်ပဲလူစားလဲခဲ့တာဖြစ်ပါတယ်။ဒီတစ်ချိန်မှာတော့အခြေအနေတွေကကွာခြားသွားခဲ့တာဖြစ်ပြီးတော့တောက်ကြနေညမှာတော့အမော်ရင်ရဲ့အသင်းကလင်းလင်းမြန်မြန်စတင်နိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့ပြီးနျူကာဆယ်ကတော့အခွင့်အရေးအနည်းငယ်ရခဲ့ပေမဲ့လည်းဒုတိယပိုင်းမတိုင်ခင်အထိကစားကွက်တဲများခဲ့တာဖြစ်ပါတယ်။ဇာတိကပြီးခဲ့တဲ့နှစ်တုန်းကစိတ်ပြတ်ခဲ့ရမှုအတွက်ပြန်လည်လက်စားချေဖို့အတွက်နောက်ဆုံးမိနစ်30မှာလူစားဝင်လာခဲ့ပါတယ်။အဲဒီချိန်မှာနျူကာဆယ်ကပဲတိုက်စစ်ဆင်မှုအများစုကိုပြုလုပ်နေခဲ့ပြီးတော့အင်ရှင်တွေရဲ့တာဝန်ကအနိုင်ရလက်ကိုထိန်းသိမ်းထားဖို့ဖြစ်ပေမဲ့လက်စားချေနိုင်ခဲ့တာကတော့ချုံမြိန်ခဲ့မယ်ဆိုတာတန်ရာဖြစ်စရာမရှိပါဘူး။တရားနေကနဝင်နောက်ခံကစားသမားရီယိုဖာဒီနန်ကမန်ချက်စတာယူနိုက်တက်ကနောက်ဆုံးမှာတော့ဒဟီယာနောက်ပိုင်းကာလာရှီအားကိုလို့ရနိုင်မဲ့ဂိုးသမားကိုရှာတွေ့ခဲ့ပြီးဖြစ်ပြီးတော့လမ်မန်စ်ကအသင်းထဲမှာနောက်ထပ်10စုနှစ်အထိရှိနေနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ကဆန်နီလမ်မန်စ်ကိုဘယ်ဂျီယန်ကလပ်ရိုင်ယန်အန်ဝတ်ကနေကနဦးပေါင်18တန်းနဲ့ပြီးခဲ့တဲ့နေရာသည့်အပြောင်းရွှေ့ဈေးကွက်ပိတ်ခံဒီမှာခေါ်ယူခဲ့တာဖြစ်ပါတယ်။လမ်မန်စ်ကဘယ်ဂျီယန်ပရိုလီမှာ52ပွဲသာပါဝင်ကစားပေးရသည့်ချိန်မှာလိုလားချက်အမြင့်မားဆုံးဖြစ်တဲ့ပရီးမီးယားလိကိုပြောင်းရွှေ့လာခဲ့ရတာဖြစ်ပြီးမန်ယူနိုက်တက်ကအထွေးကြုံလောလောလောက်မရှိသေးတဲ့ဂိုးသမားကိုပထမပွဲထွက်ဂိုးသမားအဖြစ်ချက်ချင်းအသုံးပြုတော့မှလားဆိုတဲ့မေးခွန်းတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းအသက်23နှစ်ရဲ့ဂိုးသမားကအခုအချိန်ထိမန်ယူနိုက်တက်ကစားသမားဘဝကိုအားကောင်းတဲ့ပုံစံနဲ့စတင်ထားနိုင်ခဲ့ပြီးဘောက်စင်လေးမှာနျူကာဆယ်ကိုတကောကိုမရှိတဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာနောက်ထပ်တစ်ကြိမ်လက်စွမ်းကောင်းပြသနိုင်ခဲ့ပြီးတဲ့နောက်ဖိုင်နန်ကသူ့ရဲ့အသင်းဟောင်းကကာလာရှီပြဿနာဖြစ်နေခဲ့တဲ့ဂိုးသမားပြဿနာကိုဖြေရှင်းနိုင်ခဲ့ပြီလို့ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။ခင်ဗျားသိလားလမ်မန်စ်ကဒီစင်းတွေကိုအားကောင်းတဲ့ဖြည့်ဆွမ်းမှုမျိုးဖြစ်ခဲ့တယ်။သူကနောက်လာမယ့်10နှစ်လောက်ထိမန်ချက်စတာယူနိုက်တက်ရဲ့ဂိုးသမားဖြစ်ရှိနေတော့မယ်ဆိုတာတန်တရားဖြစ်စရာမရှိပါဘူး။သူကကြောက်တုံးလိုပဲကြစ်လက်နေတယ်။ကြောင်နေတာမျိုးမရှိဘဲနဲ့အလုပ်ကိုလုပ်စရာရှိတာပြီးအောင်လုပ်တယ်။ကြည့်ပါခင်ဗျားတို့က penalty area အဆုံးမှာဘောလုံးထွက်ဆွဲဖို့လိုအပ်တဲ့အချိန်ဆိုရင်သူထွက်လာပြီးတော့သူ့ခန္ဓာကိုယ်နဲ့တွန်းတိုက်ပြီးရယူတယ်။ကြည့်လို့ကောင်းလိုက်တာ။ခင်ဗျားကကြစ်လက်တဲ့ဂိုးသမားမျိုးလိုချင်တယ်။သူဘာဖြစ်လာမလဲဆိုတာခင်ဗျားသိပါတယ်။သူကပြင်းစရာကောင်းတဲ့ကောင်းလေးဆိုတာကျွန်တော်လောင်းရည်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့မှာဘာမှများများဆဆမရှိတာလောင်းရည်တယ်။ဒါပေမဲ့သူကညင်ထက်မြက်တယ်။နှစ်လိုစရာကောင်းတဲ့ကောင်းလေးတကယ်သဘောကောင်းတဲ့ကောင်းလေးပါ။ဒါပေမဲ့ခင်ဗျားညဘက်အပြင်ထွက်လာတဲ့အချိန်ကျရင်သူကခင်ဗျားညရဲ့အချိန်များစုကိုအတူတူကုံဆုံးခြင်းပဲသူမျိုးတွေကတူမဟုတ်ဘူးလို့ကျွန်တော်တို့ယုံတယ်။မလေးမစားပြောတာမဟုတ်ပေမဲ့ဂိုးသမားတွေအများစုကအဲ့ဒီအတိုင်းပဲ။ဒါပေမဲ့ခင်ဗျားဘောလုံးကွင်းထဲကိုသွားရတဲ့အချိန်ကျရင်တော့ခင်ဗျားသိလားကျွန်တော်နောက်မှာသူရှိနေဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ခင်ဗျားဖြစ်မဲ့သူပါသူကအဲ့လိုလူတွေကတယောက်ပုံစံပေါက်ပါတယ်ကျွန်တော်တို့လက်စွမ်းတည်နေတဲ့ကိုယ်သမားကိုရှာဖွေခဲ့ရပါတယ်ခင်ဗျားလဲကြည့်လိုက်တဲ့အချိန်မှာသူတို့ဘယ်သွားမလဲဆိုတာကိုသိနိုင်မဲ့တစုံတစ်ယောက်ကိုပေါ့အချိန်ပေါ်နောက်ဆုံး9မိနစ်မှာသူထွက်လာပြီးတော့သူ့ရဲ့ penalty area ထဲမှာဘောလုံး2ချိန်အထိတက်တောင့်တက်တာထွက်ဆွဲခဲ့တယ်ခန်းစီလေးဦးစီကဖျားတွေကိုရှော့ချပေးခဲ့တယ်ခင်ဗျားကအခန်းစီကစားသမားဆိုရင်သူကတကယ်ကိုအသက်ကယ်သမားပဲခင်ဗျားရဲ့ကိုယ်သမားကလှည့်ကြည့်လိုက်တဲ့အချိန်တိုင်းမှာဘယ်ကိုသွားမလဲဆိုတာကိုသိနေရတာကအရန်ကောင်းတဲ့ခံစားချက်ပါလမ်မန်စ်ကအဲ့လိုဂိုးသမားတွေကတယောက်ပါလို့ပြောကြားခဲ့ပါတယ်။ဘောက်စင်တီးဖြစ်ကစားခဲ့တဲ့တောက်ချာနေညကမန်ယူနိုက်တက်နဲ့နျူကာဆယ်တို့ရဲ့ပွဲစဉ်မှာနောက်ထပ်တစ်ကြိမ်ဗီယာကအငင်းပွားပွဲဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ပယ်နတီအေရီယာထဲမှာဖေဘီယန်ရှားကန်လိုက်တဲ့ဘောလုံးကိုမာတင်နဲ့ပိတ်ဆိုရင်လည်းလက်နဲ့ထိသွားခဲ့ပြီးတော့နျူကာဆယ်ကစားသမားတွေကဗီယာပြန်ကြည့်ဖို့တောင်းဆိုခဲ့ပါတယ်။ဗီယာကဖြစ်စဉ်ကိုပြန်လည်ကြည့်ရှုခဲ့ပေမဲ့လည်းကွင်းလက်တိုင်းအန်တိုနီတေလာကိုဗီယာကြည့်ဖို့ကွင်းဘေးမော်နီတာစီကိုလာဖို့မညွှန်ကြားခဲ့တာကြောင့်သူရဲ့ကွင်းတွင်ဆုံးဖြတ်ချက်အတိုင်းနျူကာဆယ်ကိုပယ်နတီပေးဖို့ညှင်းဆန်ခဲ့တာပါ။အဲ့ဒီဖြစ်စဉ်ကြောင့်မန်ချက်စတာယူနိုက်တက်ရဲ့ပြိုင်ပွဲအသင်းပရိသတ်တွေကဗီယာကိုဖြစ်တင်ဝေဖန်ခဲ့ကြပြီးတော့မန်ယူနိုက်တက်အတွက်ကစားပေးတာမဟုတ်ဘူးဆိုရင်တော့လက်ထီဘောပေးရလိမ့်မယ်လို့လှောင်ပြောင်ခဲ့ကြပါတယ်။မန်ချက်စတာယူနိုက်တက်ကနဝင်ဂရီနဗီကလည်းလီဆန်ဒိုမာတင်နဲ့အနေနဲ့ပယ်နတီမပေးခဲ့ရတာကံကောင်းသွားခဲ့တယ်လို့ဝန်ခံခဲ့ပြီးဒီဆုံးဖြတ်ချက်ကမာတင်နက်ကတောင်းခံမောကန်ချက်မှာနျူကာဆယ်နောက်ခံလူမာလီတီယောနဲ့တွန်းထိုးနေခဲ့ချိန်မှာဘောလုံးကလက်ကိုလာထိမှန်တာကြောင့်လို့နားလည်ရပါတယ်။ဂရီနဗီကမာတင်နက်ရဲ့လက်ကိုဘောလုံးထိမှန်ခဲ့တာမြင်ခဲ့ရပြီးနောက်ဝိုင်းပြီးတော့တောင်းဆိုမှုတွေရှိနေတယ်။ရှားကဘောလုံးကိုကန်လိုက်ပြီးတော့မာတင်နက်ရဲ့လက်ကခေါင်းအထက်ရောက်နေပြီးတော့ဆန်းထုတ်ထားခဲ့တယ်။အဲ့ဒါကသူတီယောကိုတွန်းနေတာကြောင့်များလား။ဒါကသူ့ကိုကဲတင်နိုင်တယ်။သူကတကယ်ကိုပဲတခြားနျူကာဆယ်နောက်ခံလူနဲ့ဗန်းလုံးနေရပြီးတော့သူ့လက်ကမြောက်ထားပြီးသားဖြစ်နေတယ်။
တီယောတာသူနားမှာမရှိဘူးဆိုရင်တော့ဒါကကျင်းတေပေါက်ပနေဒီပဲအခြားနောက်ခံကစားသမားနဲ့တွန်းထိုးနေရတဲ့ချက်ကသူ့ကိုကဲတင်သွားတာလို့ထင်တယ်ဗီယာပြောနေတဲ့အကြောင်းအရာကသူကတခြားကစားသမားနဲ့တိုက်ပွဲဝင်နေရတဲ့အခြေအနေရှိခဲ့ပြီးတော့သူ့လက်ကိုမြှောက်ထားပြီးသားဖြစ်နေပြီးတော့ပြန်မချနိုင်ခဲ့တာအကြောင်းပါတယ်လို့ပြောဆိုခဲ့ပါတယ်။ရိုဘယ်မော်ရင်ကနယူကာဆယ်ကိုတကုတ်ကမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းကက်စမီရိုကိုလူစားလဲခဲ့ရတဲ့အကြောင်းရင်းကိုထုတ်ပေါ်ပြောဆိုခဲ့ပြီးဘရာဇီးဝါရင်ခွင်းတဲ့ကစားသမားကဒုတိယပိုင်းပွဲအချိန်ဟုန်ပြင်းထန်မှုနဲ့ရုန်းကန်ရလိမ့်မယ်လို့ခံစားခဲ့ရတာအကြောင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ဘတ်ထရီဒေါဂူရဲ့24မိနစ်ကမြေမကျကန်ချက်ကဒီအန်နီတွေကိုဘောက်ဆင်လေးမှာအနိုင်3မှတ်ရရှိစေခဲ့ပြီးအမေရိကန်အသင်းကဒီတစ်ပွဲစဉ်တွေမတိုင်ခင်အဆင့်9နေရာထိတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ကက်စမီရိုနဲ့အိုဂါဒီတို့ကဘရူနိုဖာနက်ဒက်စ်မပါဝင်နိုင်ချိန်မှာကွင်းလယ်မှာပွဲထွက်လာခဲ့ပေမဲ့လည်း60မိနစ်မှာအမေရိကန်ကဘရာဇီးကျယ်ဝင်းကိုယိုနဲ့အန်အားသင့်ပွဲလူစားလဲခဲ့တာဖြစ်ပါတယ်။ကက်စမီရိုကလူစားလဲဆိုင်ဘုတ်မှာသူ့ရဲ့နံပါတ်ကိုပြသထားတာမြင်ခဲ့ရပြီးနောက်ကိုလက်ညှိုးထိုးပြခဲ့ပြီးဆော့စီစီသူ့ကိုလူစားလဲခဲ့တဲ့အမောရဲ့ဆုံးဖြတ်ချက်ကိုမယုံနိုင်ဖြစ်ခဲ့တဲ့အမူအရာပြသခဲ့တာဖြစ်ပါတယ်။ပွဲပြီးကက်စမီရိုရဲ့လူစားလဲမှုကိုရှင်းပြဖို့မေးမြန်းခဲ့ရမှာအမေရိကန်အဲ့ဒီအချိန်မှာကျွန်တော်ကွန်ညာကိုမထုတ်ချင်ဘူးဘာလို့လဲဆိုတော့သူကကျွန်တော်တို့ကိုအသက်ရှူခွင့်ပေးနိုင်တဲ့ဒက်အိုဒီတော်ကစားသမားဖြစ်ပြီးသူ့ကိုကျောင်းနံပါတ်30နေရာမှာကျွန်တော်ထားလို့ပါဂျက်ဖလက်ချာကလည်းဆက်ကစားဖို့လလန်ဆန်းဆန်းရှိနေသေးတယ်အိုကာဒီကလည်းကက်စမီရိုထက်ဆိုင်လလန်ဆန်းဆန်းပိုရှိနေသေးတယ်ကျွန်တော်တို့အခွင့်အရေးယူနိုင်ခဲ့တယ်ဘာလို့လဲဆိုတော့သူတို့တွေကတောင်းခံပေါ်အလန်တိုင်းအထိပြေးလွှားမှုတွေအများကြီးလုပ်ခဲ့ပြီးတော့အဲ့ဒီအချိန်မှာကက်စမီရိုနေနဲ့ရုန်းကန်ရတော့မယ်လို့ခံစားရလို့ပါလို့ပြောဆိုခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်ကနဝင်ဂယ်ရီနာဗီက Sky Sport အတွက်ပွဲစီစဉ်တင်ဆက်နေချိန်တွင်ကက်စမီရိုရဲ့လူသားလေးတွေခံရမှုနဲ့ပတ်သက်ပြီးသူအဲ့ဒါကိုမယုံနိုင်ဘူးကျွန်တော်လည်းအန်အားတင်းခဲ့တယ်တကယ်ကိုအန်အားတင်းခဲ့တာပါကျွန်တော်ထင်ခဲ့တာကဥကာဒီနီယာအတွက်ဇက်စီဝင်လာပြီးတော့ဂျက်ဖလက်ချာကကွင်းလေတွေကတနေရာကိုပြန်ဆင်းကစားမယ်ဆိုပြီးတော့ပါဒါကအန်အားတင်းစရာကောင်းတယ်ကျွန်တော်ရှော့ရခဲ့ပါလိမ့်ခန်းစင်း9ယောက်ကစားခြင်းလို့ဖြစ်နိုင်ပါလိမ့်ဘာလဲဆိုတာကျွန်တော်လည်းသိချမသိဘူးခန်းစင်း6ယောက်လည်းဖြစ်နိုင်တယ်အဲ့လိုပုံစံပေါက်နေတယ်အသင်းပုံစံကတကယ်တမ်းတော့အဆင်ပြေနေခဲ့တယ်လို့တွေးမိခဲ့တယ်ကြည့်လေနယူကာဆယ်ကဘလိုနီးနဲ့ပဲဖြစ်ဖြစ်အသာစီးနဲ့ကစားနေကြတာပဲခင်ဗျားကဒီပွဲကိုကြည့်နေတဲ့ Man United fan ဆိုရင်ကျွန်တော်ခင်ဗျားကိုအဆိုးရွားဆုံးအရာတွေဖြစ်လာတော့မယ်ဆိုတဲ့အတွေးမျိုးဝင်အောင်မပြောချင်ပါဘူးဒါပေမဲ့နောက်ထပ်နိုင်ယူအတွင်းမှာဒါကအဆင်ပြေပြေဖြစ်သွားခဲ့မယ်ဆိုရင်ကျွန်တော်အံ့အားသိမိလိမ့်မယ်ဘာလို့လဲဆိုတော့အခုတို့တွေအားလုံးကအခုချိန်မှာလုံးဝကိုစိတ်ရှုပ်ထွေးနေတဲ့ပုံပေါ်နေလို့ပါဒီလိုလူသားလေးလည်းမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့တကယ်မသေးကြပါဘူးလို့ပြောဆိုခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးတရင်တွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A2C YouTube Channel လေးကိုလည်း Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ